Hello အားလုံးပဲမင်္ဂလာပါ Bishop Black ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့စားလို့လည်းအရန်ကောင်းပြီတော့လောက်ရလည်းလုပ်ကိုလည်းဆက်ဖို့လုပ်နေတယ်ကိုညှောက်ပြီးတော့ဖြစ်ပါတယ်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့လည်းတောင်းဆိုပါတယ်ဗျာပထမဆုံးမာလာရှန်ကောတဲ့ထည့်ဖို့အတွက်ကျွန်တော်တို့အရွယ်လေးတွေကိုပြင်ဆင်ပေးပါမယ်ညမှာအရွယ်လေးတွေကိုကိုကြိုက်တဲ့အရွယ်လေးတွေထည့်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဥနီလေးတွေကိုမထူမပါလေးလှီးပေးရမှာဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်ဗီဒီယိုမှာပြထားတဲ့အတိုင်းချစ်ကလေးနဲ့ဥနီလေးတွေကိုအခုလိုမျိုးလေးလှဆင်မှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရင်နှွေးစုလာပြီဆိုရင်တော့ပြောင်းမှုလေးတွေကိုဥဆုံးစပြီးတော့ထည့်ပါမယ်။ပြောင်းမှုလေးတွေ3မိနစ်4မိနစ်လောက်ပြုတ်ပြီးဆိုမှအခြားဥနီနဲ့အာလူသီးလေးတွေကိုထည့်ပြီးတော့ပြုတ်ပြီးတော့ဖြစ်ပါတယ်ဗျာ။အခုပြောင်းမှုတို့ဥနီတို့အာလူသီးတွေကိုကျွန်တော်နှက်သွားပြီဆိုရင်တော့စကားလေးနဲ့စစ်ပြီးတော့ရေးစစ်ထားပေးရမှာဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ကျွန်တော်တို့အရွယ်လေးတွေကိုထည့်ပြီးတော့2မိနစ်လောက်ပြုတ်ပေးရမှာဖြစ်ပါတယ်ဗျာအရွက်ကလေးတွေနှက်သွားပြီဆိုရင်လည်းကျွန်တော်စကားထဲမှာထည့်ပြီးတော့ရေးစစ်ထားပေးရမှာဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့ခေါက်ဆွဲကြောင်လေး၄တုပ်လောက်ကိုထည့်ပြီးတော့ပြုတ်ပေးရမှာဖြစ်ပါတယ်ဗျာခေါက်ဆွဲလည်းကျွန်တော်တို့2မိနစ်လောက်ပဲပြုတ်ပြပါမယ်ခေါက်ဆွဲတွေကအကြာကြီးပြုတ်တဲ့ခါကြာရင်ပွားပြီးတော့စားလို့မကောင်းမှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့2မိနစ်လောက်ပဲပြုတ်ပြီးတော့စကားရေးစစ်ထည့်ပြအောင်ဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့ပင်လယ်သားစီချွန်လေးကိုကျွန်တော်တို့စီလေးနှင်းငင်နဲ့3မိနစ်လောက်ကြော်ထားပြပါမယ်ဒီလိုတော့ကြော်ထားပြီးရင်တော့ကျွန်တော်တို့ဗန်လေးနဲ့တက်ဆဲထားပေးမှာဖြစ်ပါတယ်ဗျာနောက်ဆုံးမှာတော့ကျွန်တော်ကြက်သားလေးကြော်ပါမယ်ကြက်သားလေးကိုရတာမှလေးထည့်ပြီးတော့နေပြီးတော့ကျွန်တော်ကြော်ပေးမှာဖြစ်ပါတယ်ဗျာဒီညမှာကိုကြိုက်တဲ့အသားငါထည့်ပြီးတော့ကြော်ရမှာဖြစ်ပါတယ်ဗျာပြီးရင်တော့ကျွန်တော်တို့မလာနှစ်ထုပ်လေးထည့်ဖောက်ပြီးတော့ထည့်ပါမယ်မီးလေးနဲ့ကြော်မှာဖြစ်ပါတယ်ဗျာပြီးတော့ကျွန်တော်စီချွန်လေးထည့်ပါမယ်ပြီးတော့ကျွန်တော်တို့ပြုတ်ထားတဲ့ပြောင်းမှုအာလူဥနီတွေကိုပေါင်းထည့်ပြီးတော့ကြော်ပါမယ်အခုကျွန်တော်သုံးထားတဲ့မာလာနှစ်ထုပ်ကရတာမပါတဲ့အတွက်ကြောင့်မို့ကျွန်တော်စားလေးတစ်စုံလောက်ထည့်ပါတယ်ပြီးတော့ကြက်သားမှုန်လေးတစ်စုံလောက်ထည့်ပါတယ်ချုံမုံလေးအနည်းငယ်ထည့်ပါတယ်ပြီးတော့ကျွန်တော်တို့ပြုတ်ထားတဲ့အရွက်တွေရဲ့ခေါက်ရွက်တွေရဲ့တစ်ခါလေးထည့်ပြီးတော့ယူပေးရမှာဖြစ်ပါတယ်ဗျာနောက် cube တွေလေးအနည်းငယ်ထည့်ပါတယ်နောက်ဆုံးမှာတော့မြွေးဆန်လေးထည့်ပါတယ်ဒီနေရာမှာနှမ်းလေးရှိရင်နှမ်းလေးထည့်လို့ရပါတယ်ကျွန်တော်ကတော့မရှိလို့ထည့်ပါဘူးဗျာကဲအခုဆိုရင်တော့မာရှန်ဘိုလေးကြော်လို့ပြီးတော့ပါပြီဗျာနှမ်းလေးလည်းမှုပြီးတော့အရင်ကစားခြင်းတရားလေးပါပဲဗျာဒါကျွန်တော်ငယ်ချင်းတို့လည်းကျွန်တော်ပြထားတဲ့အတိုင်းလေးချက်စားကြည့်ပါရန်ကောင်းပါတယ်ရန်နဲ့လွယ်ကူပါတယ်ဗျာ
ဆောင်းလေးကြည့်ပေးကြတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးတွေအသစ်တင်တဲ့အခါမှာလည်းလက်လွတ်မသွားရအောင်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာဒီနေ့အခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့အမိပါတော့ဗျာ